အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာ MNGB app အသုံးပြုနည်းကိုအပိုင်း3အနေနဲ့ပေါ့နော်အရှုံးအမြတ်ကိုဘယ်လိုတွက်မလဲဆိုတာလေးကိုပြောပြသွားမယ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ app လေးထဲဝင်လိုက်အောင်ပေါ့နော်ဒီကျွန်တော်တို့တွေအရှုံးမြတ်တွက်မယ်ဆိုလို့ရှိရင်ဘောက်ချာတွေကအတိုင်းအရင်တုန်းကဟိုပါပေါ့နော်ဒီအရင်တုန်းကဝယ်ခဲ့တဲ့ဈေးနှုန်းနဲ့ကိုယ်ဘောက်ချာတွေရဲ့ပေါက်ဈေးကိုသိရအောင်ပေါ့နော်သိပြီးလက်ရှိပေါက်ဈေးနဲ့ကိုက15ပဲရေဝယ်ထားတယ်ဆိုရင်လက်ရှိ15ပဲရေဈေးကို16ပဲရေဈေးကနေပြန်ယူရမယ်ပေါ့နော်15ပဲရေဈေးကိုတိုက်ရိုက်သိရဆိုလို့ရှိရင်တမျိုးပေါ့နော်တိုက်ရိုက်မသိဘူးဟိုဒီကျွန်တော်တို့ရွှေသတင်းတွေမှာကဒီရွှေဈေးနဲ့ပတ်သက်လို့ပြောပြီးဆိုလို့ရှိရင်16ပဲရေဈေးကိုပဲဦးစားပေးပြောကြတာလေနော်အဲ့ဒါဆိုတော့16ပဲဈေးကိုသိပြီဆိုရင်15ပဲရေဈေးကိုပြောင်းမယ်15ပဲရေဈေးကိုပြောင်းပြီးခါမှကိုယ့်ရဲ့ဒီရွှေ၄ချိန်နဲ့ပြန်ပြီးတွက်ရတာပေါ့နော်ဒါ formula ရတွက်ခြင်းဖြစ်ပါတယ်ဒီကျွန်တော်တို့ application တွေမှာတော့ဒီအမြတ်ရှုံးတွက်ရဆိုတဲ့နေရာလေးရှိတယ်ပေါ့နော်ဒီနေရာလေးကိုသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာလက်ရှိကာလပေါက်ဈေးကိုထည့်ရပါမယ်လက်ရှိကာလပေါက်ဈေးကမနေ့ကဆိုရင်100နဲ့ဝယ်ဈေးကတော့အမျိုးမျိုးပေါ့နော်တစ်ဆိုင်နဲ့တစ်ဆိုင်မတူဘူးပေါ့နော်100 2သိန်းနဲ့ဝယ်တဲ့ဆိုင်လေးကြားတယ်100 3သိန်း100နဲ့3သိန်းခွဲနဲ့ဝယ်တဲ့ဆိုင်လေးကြားတယ်ပေါ့နော်ကျွန်တော် average အနေနဲ့ကိုကျွန်တော်100နဲ့ပဲထားလိုက်ပါမယ်ပေါ့နော်ဒီလက်ရှိသူတို့ဆိုင်ရနေပြီးတော့ပြန်ဝယ်တဲ့ဈေးကိုထည့်ရမှာပါ။ဘာလို့ဆိုကိုကတော့ရောက်မှာဖြစ်တဲ့အတွက်သူတို့ရဲ့ဝယ်ဈေးကိုကိုကထည့်ရမှာပေါ့နော်။လက်ရှိကာလပေါက်ဈေးကတော့သူတို့ရောက်တဲ့ဈေးကတော့100နဲ့4သိန်းလေးပေါက်အောင်ပေါက်နေတယ်105သိန်းလေးပေါက်အောင်ပေါက်နေပေါ့နော်။ဒါပေမဲ့သူတို့ဆိုင်ရပြန်ဝယ်တဲ့ဈေးကိုကိုကထည့်ရမှာပေါ့နော်။ဒါမှသာကိုရောက်လို့ရှိရင်ဒီအဲ့ဈေးတိုင်းအကွက်တိရမှာကို။အဲ့တော့ကျွန်တော်တို့ဒီ MG1 ကိုဒါ auto ရွေးထားပြီးသားပေါ့နော် MG1 ဆိုလို့ရှင်တာကစနစ်ဟောင်းကိုဆိုလိုချင်တာပါ MG5 ဆိုတာကစနစ်သစ်ကိုဆိုလိုချင်တာဖြစ်ပါတယ်ဒီအောက်မှာလေးစာလေးနဲ့ရှင်းပြထားတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့လက်ရှိကာလပေါက်ဈေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ပထမဗီဒီယို1မှာလည်းကျွန်တော်ကဒီ dashboard အကြောင်းကိုရှင်းပြပေးသွားပြီပေါ့နော်ဒီနေရာမှာ16ပေးရေဒီ16ပေးရေကိုဒီနားမှာပေါ့နော်16ပေးရေကိုကျွန်တော်တို့ကရွေးထားတာဖြစ်တဲ့အတွက်16ပေးရေတစ်ကြက်သားဈေးဒီစနေဟောင်းမှာ300ဖြစ်နေတဲ့အချိန်မှာစနေသစ်မှာ68သိန်း3000ဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်ဒါကတော့ formula ရတွက်ချက်ထားခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီ dashboard အကြောင်းကိုလည်းသိပြီးသွားပြီပေါ့နော်အဲ့တော့အကျေမပြောတော့ဘူးပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီမှာဝယ်ခဲ့တဲ့ဒိတ်ကိုထည့်လဲရပါတယ်မထည့်လဲရတယ်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့ဝယ်ခဲ့တုန်းကကာလပေါက်ဈေးရွှေကကိုယ့်ရဲ့ရွှေကဥပမာပေါ့နော်15ပဲရေပေါ့နော်15ပဲရေအပြင်ဆက်ကိုဝယ်ခဲ့တုန်းက60နဲ့ဝယ်ခဲ့တယ်ဆိုပါစို့နော်60နဲ့ဝယ်ခဲ့တယ်ပေါ့နော်ကိုဝယ်ခဲ့တုန်းက15ပဲရေအပြင်ဆက်ကို60နဲ့ဝယ်ခဲ့တယ်ဒီတော့ဒီ dashboard လေးကိုတစ်ချက်ပြန်ကြည့်လိုက်ပါကျွန်တော်ဒီခုနက15ပဲရေအပြင်ဆက်ဆိုပြီးတော့ကျွန်တော်ရွေးလိုက်တဲ့အတွက်ဒီနေရာမှာ dashboard ပေါ်ကစာသားကလည်း15ပဲရေဤတစ်ချက်သားဈေးကို auto ပြောင်းပေးသွားပါတယ်အခောက်ရွှေဈေး300ရှိနေတဲ့အချိန်မှာ15ပဲရေဈေးက64သိန်းဖြစ်ပါတယ်စနေဟောင်းဈေးနှုန်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဝယ်ယူခဲ့တဲ့ရွှေဈေးကိုလည်းထည့်ပြီးသွားပြီဆိုတော့အလေးချိန်ထည့်ရပါမယ်အဲ့တော့အလေးချိန်ကိုတစ်ချက်ပေါ့နော်အလေးချိန်တစ်ချက်ထည့်လိုက်ပါမယ်ရုပ်အတွက်တစ်ပဲထည့်လိုက်ပါမယ်ဒီနေရာမှာလက်ခရှိရင်လက်ခထည့်လို့ရတယ်ပေါ့နော်တခြားကုန်ကျစရိတ်တွေရှိရင်လည်းတခြားကုန်ကျစရိတ်တွေထည့်လို့ရတယ်ပေါ့နော်โอเคအဲ့လိုထည့်ပြီးသွားလို့ရှိရင်စရင်းနဲ့တစ်ချက်ပေါင်းထည့်လိုက်ပါပေါ့နော်စရင်းပေါင်းပြီးသွားလို့ရှိရင်ဒီမှာကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီအလေးချိန်ကတစ်ချက်ရှိပါတယ်တစ်ချက်ရဲ့အလေးချိန်ကဝယ်ဈေးက360ပေါက်ဈေးရှိတဲ့အချိန်မှာဝယ်ခဲ့ပါတယ်အောက်မှာအရုတ်တက်ကတစ်ပဲရှိပါတယ်အရုတ်တက်တစ်ပဲတန်ဖိုးက3,9500ရှိခဲ့ပါတယ်ပေါ့နော်ရှိခဲ့ပါတယ်အဲ့လောက်နဲ့ဝယ်ခဲ့ပါတယ်လက်ခ9000ကြောက်ဘိုးက9000အခွန်က9000အခြား9000ပေါ့နော်ဒီဘက်ဘေးမှာဒါဝယ်ခဲ့တုန်းကဟာလေးကိုပြပေးထားတာဖြစ်ပါတယ်ဒီညာဘက်ကျမ်းမှာကြတော့ကျွန်တော်တို့တွေ15ပဲရေအပြင်ကိုရွှေဘိုးအတင်စုစုပေါင်းက64သိန်း1,000ရမယ်ပေါ့နော်64သိန်း1,000ရမယ်ပေါ့နော်ပြီးတော့ဝယ်ရင်းဈေးက64သိန်း4,000ပေါ့နော်အဲ့လောက်ရှိတယ်ပေါ့နော်ဆုံးချုံမဲ့ကုန်ကျဈေးက33သိန်း9,000ပေါ့နော်အဲ့လောက်ရှိတယ်ပေါ့နော်ဒါလေးကိုတွက်ချက်ထားပါအဲ့တော့ဒီနေရာကိုတွက်ချက်မယ်ဆိုတဲ့ခက်လို့လေးတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီနေရာမှာအမြတ်ရမလားကိုယ့်ရဲ့ရွှေရရှုံးနေလားဆိုတာကိုကျွန်တော်တို့ကြည့်လို့ရပါတယ်အဲ့တော့ဝယ်ရင်းက64သိန်း4,000စုစုပေါင်းပေါ့နော်အတင်ဟိုဟာဆုံးချုံဈေးက3သိန်း9,000ဆိုပြီးတော့ရှိပါတယ်အဲ့တော့ပြန်ရငွေက64သိန်းရတယ်ပေါ့နော်ဒါပေမဲ့3သိန်းကျော်ပြန်ရှုံးထားတဲ့အတွက်သူကဒီစုစုပေါင်း30လောက်တော့မြတ်မယ်ပေါ့နော်โอเคဒီမှတ်တမ်းလေးကိုလည်းကျွန်တော်တို့သိမ်းကျင်နေဆိုလို့ရှိရင်ဒီမှတ်တမ်းသိမ်းမယ်ဆိုတဲ့ခလုတ်လေးနဲ့ဒီညမှာသိမ်းလို့ရတယ်ပေါ့နော်
โอเคအဲ့ဒါဆိုရင်တော့ဒီအမြတ်အရှုံးတွက်တဲ့ပိုင်းလေးကိုအားလုံးပဲနားလေသွားကြမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီခုကဒီသိန်း100ဖြစ်နေတယ်ပေါ့နော်အဲ့တော့ထားလိုက်ပါတော့ကိုဝေခဲ့တုန်းက100နဲ့2သိန်းဖြစ်နေတယ်102သိန်းဆိုရင်ဒီနေရာမှာတစ်ချက်လောက်တွက်လိုက်မယ်ပေါ့နော်ဟောစရင်းပြန်ပေါက်ထည့်ရပေးရပါမယ်စရင်းပြန်ပေါက်ထည့်ရပါမယ်ခုနကတစ်ချက်အတိုင်းပြန်ထည့်လိုက်မယ်နော်တစ်ချက်တစ်ပဲကျန်တာမထည့်တော့ဘူးပေါ့နော်အဲ့တော့ဒီနေရာလေးမှာဒီမှာပါအရှုံးပေါ်နေပါတယ်ဝေဈေးကများပြီးတော့ပေါက်ဈေးကနည်းနေတဲ့အတွက်သူကအရှုံးပေါ်တယ်ဆိုတဲ့အကြောင်းလေးကိုပြပေးထားပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကိုတချို့တွေလာပြီးတော့မေးကြတယ်ပေါ့နော်ဒီပေါက်ချာလေးကိုဘယ်လောက်ရမလဲတွက်ပြီးတော့ကျွန်တော်ကလည်း group တွေမှာလိုက်ပြီးတော့ like မှန်တာကို like မှန်တော့ကျွန်တော်ကိုလည်းအဲ့လို messenger တွေလာပြီးတော့မေးကြတာမျိုးတွေရှိတယ်အဲ့တော့ဘလို့နေရာမျိုးမှာရှုံးတာမျိုးတွေ့ရလဲဆိုတော့ရွှေဈေးကလည်းတိတ်မကွာဘူးပေါ့နော်ရွှေဈေးကအခု300ပေါက်နေတယ်ဆိုလို့ရှိရင်ဥပမာရွှေဈေးက66သိန်းလောက်ဖြစ်တယ်အချိန်မှာကိုကဝယ်ခဲ့တယ်ပေါ့66သိန်းပေါ့နော်66သိန်းဖြစ်တဲ့အချိန်မှာဝယ်ခဲ့တယ်အလေးချိန်ကထားလိုက်ပါတစ်ချက်ဝယ်ခဲ့တယ်တစ်ချက်မဟုတ်ပေါ့နော်အလေးချိန်ကဝယ်ခဲ့တာက4ဘေးလောက်ပဲဝယ်ခဲ့တယ်4ဘေးလောက်ပဲဝယ်ခဲ့တဲ့အချိန်မှာအရော့တွက်ကဘယ်လောက်ဖြစ်နေလဲဆိုတော့အရော့တွက်က6ရွေးလောက်ဖြစ်တဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်6.3ရွေးတို့ကတော့အဲ့လိုမျိုးတွေရှိရပေါ့နော်အဲ့လိုမျိုးတွေ့တယ်ပြီးလို့ရှိရင်လက်ခပေါက်ထည့်တာမျိုးတွေရှိသေးတယ်တချို့ဆိုလက်ခ2000ပါတဲ့ပေါက်ချာတွေတွေ့ခုတယ်နော်အရော့တက်လေးပါလက်ခလေးပါအဲ့လိုပေါက်ချာတွေတွေ့ခုပါတယ်တခြားဟာတော့မပေါက်ဘူးပေါ့အဲ့ဒါကိုကျွန်တော်စရင်းတစ်ချက်ပေါက်ထည့်လိုက်ပါမယ်စရင်းပေါက်လိုက်ပါဒီမှာပါမတွက်ရသေးဘူးမတွက်လိုက်ဘူးနော်ဒီမှာပါဒီရွှေရရှုံးနေပါတယ်ဘာကြောင့်ရှုံးရလဲဆိုတော့အရော့တွက်အရန်များနေတာပါဒီနေရာမှာဆုံးညွှန်းစိတ်ကကျွန်တော်တို့အရော့တွက်ကိုပြောတာပါ4,9,2500ပေါ့နော်ဒီမှာပါအရော့တွက်6.3ရွေးနဲ့လက်ခ2000ကကျွန်တော်တို့စုစုပေါင်းဆုံးညွှန်းစိတ်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကာလပေါက်စိတ်အရာဆိုလို့ရှိရင်စုစုပေါင်းအသက်တင်ဆုံးညွှန်းတာက9,3,900လောက်ရှုံးနေပါတယ်ဒါတော့မှရွှေဈေးကဒါမြက်သွားသေးရပါတော့မြက်သွားလို့ဒီအရော့တွက်ကတိုးရတာပေါ့နော်ဒါပေမဲ့ရွှေဈေးကတိတ်မကွာတဲ့အတွက်အရော့တွက်များတာကိုဒီရွှေဈေးကမကာမိဘူးပေါ့နော်အသက်တင်ရွှေရဲ့အမြက်ကရှုံးရတဲ့အရော့တွက်4သိန်းကျော်မကာမိဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒါက18%လောက်အရှုံးပြတယ်ပေါ့နော်အဲ့လိုမျိုးလည်းရှိပါတယ်အဲ့တော့ရွှေဝယ်မယ်ဆိုလို့ရှိရင်အရော့တွက်တတိထားကြပါပေါ့နော်အရော့တွက်တတိထားကြပါတချို့ပေါက်ချတယ်ဆိုတော်တော်ဆိုးဆိုးလေးတွေတွေ့ဘူးပါတယ်နေဘက်ကလူတွေပြောကြပါတယ်4ပဲလောက်ပဲဝေးတာကိုအရော့တက်ကတပဲနီးပါးဖြစ်နေတာမျိုးပေါ့နော်အဲ့ဒါတော်တော်လေးကိုပေါ့နော်ရှုံးတယ်ပေါ့နော်တော်တော်အရော့တက်နှုတ်လိုက်ပြီဆိုတာနဲ့ကိုရွှေတန်ဖိုးကဟိုအရန်ကြီးသိန်းအခုလိုမျိုးရွှေဈေးတွေတအားမြင့်တက်နေတဲ့အချိန်မျိုးမှာဆိုရင်တော့မြက်ကောင်းမြက်မယ်ပေါ့နော်ဒါပေမဲ့ရွှေဈေးမကွာဘူးသိန်းကန်းလောက်ပဲအနေအမြင့်ရှိတာမျိုးဆိုရင်တော့တော်တော်လေးကိုရှုံးနေပေါ့နော်အခုလိုမျိုးပေါ့နော်ရွှေဈေးကကွာတာက4သိန်းလောက်ပဲကွာတဲ့အချိန်မှာတော့မှကိုယ့်ရဲ့သတင်းရွှေကပြောမယ်ဆိုရင်4သိန်းနီးပါးလောက်မြက်တဲ့ဥစ္စာတော့မှဒီမှာဆုံးညွှန်းစိတ်ကမကာမိဘူးဗျာအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့ဒီအမြတ်အရှုံးတွက်တဲ့အပိုင်းလေးကိုအားလုံးပဲနားလေကြမယ်လို့ထင်ပါတယ်ကျွန်တော်ကိုနားမလည်ဘူးသိကျင်တာရှိတယ်ဆိုလို့ရှိရင်လည်း comment ထဲကနေမေးလို့ရပါတယ်ခင်ဗျာโอเคကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်เนาะ